ကယ်ချစ်ရင် official ချပြရေးရမယ်လူတချို့ကပြောကြတယ်ပစ္စည်းကောင်းရှိတဲ့သူကထုတ်ကြခြင်းကြတာပဲဒါပေမဲ့အဲ့ဒီစကားလုံးတွေကြားမှာတစ်ခုခုတော့မှားနေတယ်လို့ပဲလို့မထင်ဘူးလားအချစ်ဆိုတာကြက်တာခြင်းတက်တက်မဟုတ်တယ်လို့ကိုချစ်ရတဲ့သူဟာလည်းသူတစ်ပါးကိုထုတ်ကြဖို့အတွက်အသုံးဆောင်ပစ္စည်းတစ်ခုမဟုတ်ပါဘူးတချို့ချစ်တွေကကဘာတိအောင်ကြီးညာပြီးမှခိုင်မြဲတာမျိုးမဟုတ်ပဲလူမကြည့်တဲ့နေရာလေးမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့တယောက်တစ်ယောက်နားလည်ပေးနေတာမျိုးကပိုပြီးလေးနဲ့တတ်ပါတယ်အမှန်တော့ official ချပြခြင်းမပြခြင်းထက်ပိုအရေးကြီးတာကနှစ်ယောက်ကြားကသစ္စာတရားနဲ့ပြည့်စုံမှုတွေပါဖုန်းဆက်ခေါ်တဲ့ပေါ်မှာတင်လိုက်တဲ့ဓာတ်ပုံတစ်ပုံတဲ့စိတ်ညစ်နေချိန်မှာဘေးနားကနေတွေ့ပြထားတဲ့လက်တစ်စုံကပိုတန်ဖိုးရှိပါတယ်လူတွေမြင်နေရတဲ့မိုင်းသေးတွေထက်လူမမြင်တဲ့နေရာမှာတယောက်မျက်ရည်ကိုတယောက်တုပ်ပြီးကြတဲ့အချိန်တွေကပိုပြီးအတိတ်ပဲရှိပါတယ်တချို့သူတွေကတော့အေးချမ်းချမ်းနဲ့ချက်တန်းကျင်ကြတယ်အဲ့ဒါဟာမချစ်လို့မဟုတ်တယ်လို့ချမပြရဲလို့လည်းမဟုတ်ပါဘူးကိုယ့်ရဲ့တန်ဖိုးထားရတဲ့အရာလေးကိုအကျဉ်းကလေစိမ့်တက်မခံချင်အောင်ညှိနှိုးလို့ပါဒါကြောင့်ပစ္စည်းကောင်းမှုကြွားချင်နေဆိုတဲ့စကားနဲ့အချစ်ကိုမနှိုင်းရှင်ပါနဲ့ချစ်သူဆိုတာဂုဏ်ယူဖို့ထက်ညှိနှိုးဖို့အတွက်ပါလူတိုင်းမြင်နေရတဲ့နေရာမှာတော်ပြနေဖို့ထက်နင်းရဲ့ကဘာငယ်လေးထဲမှာကိုရှိနေဖို့ကပိုပြီးအရေးကြီးပါတယ်